ရသော်ဘုရားရဲ့ဆုံးမစကားအရအေးတရဏဂုံတည်ပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပယ်မလားဘူးဆိုတာတတိချတာမှပဲဘုရားဘာသာဖြစ်ရတဲ့ အပယ်လားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့မပြီးပြင်ဘူးဆိုတာကြည့်လေဘုရားကိုယ်ဝယ်တဲ့ဒီဘုရားလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ဝယ်တာဒါမပြီးပြင်ဘူးလို့ခေါ်တယ်လိုက်ရလို့ကိုယ်ဝယ်တာမျိုးဒါတရဏဂုံပြီးပြင်မဟုတ်ဘူးတရဏဂုံပြီးပြင်ဆိုတာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့ကိုယ်ဝယ်တာဒီလိုဆိုလို့ရသော်ဘုရားခုံတော်တွေကိုရည်စူးပြီးကြောက်လို့ကိုယ်ဝယ်တာလည်းမဟုတ်ဘူးမျိုးရိုးအစဉ်လာမှုကိုယ်ဝယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့ကိုယ်ဝယ်လက်လာပါမျောပြီးတော့ကိုယ်ဝယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုယ်ဝယ်တဲ့လူတွေလောက်တာချိတယ်ကိုစားတဲ့အစာလေးနတ်ကိုအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားရေးအောင်မြင်အောင်မဆပေးပါလောက်တာတော့ကိုယ့်ဟာကိုယ်လောက်တာသွားကျေးဇူးတင်တာတလွဲသွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလေးပေါ့နော်တကယ်မမယ်ဆိုရင်ဒါအိတ်နေအပင်မခံမနေနဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တန်နေအလုံးမလုံးလို့ရတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲလက်တွေထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတော့မလုပ်ရင်ဘာမရဘူးလို့ပြောတာသူပြောတဲ့စကားသူသား2ယောက်ရှိတယ်သူဝိဒနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိသူပြောတဲ့စကားလေးကိုနားထောင်ကြည့်အနုဋ္ဌဟံအဝါယမံယတ္တရဒုက္ခံဒိကိစ္စတိသူဝေရတထကိစ္ဆာဟိမင်္စတထေဝပပယတဲ့သူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြမလုတ်ဖဲနဲ့အဝါယမံမကြိုးစားပဲနဲ့ဒုက္ခံယတ္တရာဒိကိစ္စတိချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝေရတထကိစ္ဆာဟိမင်းအဲ့ဒီအရက်သွားနေတဲ့မင်္စတထေဝပပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝေရာမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ငါ့ကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတဲ့ဘယ်နေရာမှမရှိဘူးဒါနော်အလုံးမလုပ်ဖဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလုပ်ရမယ်ကြိုးစားအဲ့ဒီလိုလုပ်ရမယ်ဆိုတဲ့ဝိရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးဝဲတာတော့မဟုတ်ဘူးเนาะလူဝင်ပူးတဲ့နတ်ဆိုတာတရားမင်းအဆင့်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကဒီသနာလောက်ကနန်းတယ်လို့ပြောတာပဲအကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်နဲ့သွားရင်တော်တော်နန်းတာတိရစ္ဆာန်ရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာဟုတ်ကောဟောမခံနိုင်ဘူးမခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာတဲ့အဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကခဏခဏဝင်ပူးနေရင်တော့လူနာနတ်ပဲဖြစ်မှာအဲ့ဒါကလူနတ်ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လိုအမှန်တမ်းတကူကြီးတဲ့နတ်တွေကတော့အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလုပ်ဖ ೇನೆ ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါကအလွန်ရေးကြည့်တာပဲလုံးတင်လို့ထွက်တာလုံးကိုလုံးရမယ်ဒါကြောင့်၅ပါးသီလစောင့်ထိန်တယ်ဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါစို့ခုနကတရားဝဲအစမှာပဏာတိပါတာဝေရမဏိသိက္ခာပရံသမာရိယမိလို့စောင့်တည်လိုက်တယ်စောင့်တည်လိုက်တာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂတိကဝတ်ပြုလိုက်တာရှောင်ကျင်ပါဂတိပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်တွေ့လိုက်ပြီဆိုရင်ကိုလာကြိုက်လို့ဖတ်ကနေချိန်ရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်ပါမယ်ဆိုတာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြသူကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမာနတိပတ္တမှာရှောင်ပါတယ်ဆိုတကယ်ကျုံလာပြီဆိုလို့ရှိရင်မလုပ်ဖ ೇನೆ ရှောင်လိုက်ရအဲ့ဒီရှောင်တော့မှသူကဒါသီလလို့ခေါ်တာနော်အဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ်မာနတိပတ္တဝေရမဏိယစေရနာကိုလည်းသီလလို့ခေါ်တယ်ဝိရတိကိုလည်းသီလလို့ခေါ်တယ်
မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ကနော်မရဘူးမရသူများဥစ္စာတွေ့တယ်ဒါယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဝိရတိဖြစ်တယ်အဲ့ချာသောတိတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိဒီရှောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားလည်းဟောတန်ဖိုးခြင်းလည်းလွန်กว่าခြားတယ်လွန်กว่าခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ ဆုံး၅ပါးသီလလုံကျုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ်သီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အများကိုဆန်းစစ်တယ်ငါပါဏာရိပါဒချိုးဖောက်တာရှိသလားအာရိဏဒါနကာမေတုမိစ္ဆာစာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတဲ့ဝမ်းသာအဲ့ဒါလို့ကြည်နူးဝမ်းသာလာသည်ထိအောင်ကိုယ်သီလကိုပြန်တွေးရမယ်ကိုယ်သီလကိုပြန်တွေးမှသီလပို့အယောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘဆိုရင်မတိုးဝေကျေးဆိုတော့ကိုယ်နဲ့မှာမိဂန်တက်တာတွေထည့်ပြီးတော့တောက်ခတ်ထားလို့ရှိရင်ဝေ350ပဲမတိုးဘာလို့တော့အထာပြီးဆိုလို့ရှိရင်တော့တိုးနေတာအဲ့ဒါလိုပဲသီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်ကိုဆုံးဖြတ်ရမှာဒါနော်တိုးစေခြင်းတိုးတဲ့နည်းရှိတယ်ဘာလို့ရမလဲပြန်ပြီးတော့စဉ်းစားတဲ့အခါမှာဝန္တာအာရဖြစ်အောင်သီလလေးစဉ်းစားလိုက်တာနဲ့ဘဝတစ်ခုကလုံလောက်တဲ့အနေအထားမျိုးထိရောက်နိုင်ပါတယ်ကြည့်လေ၅ပါးသီလတစ်ခုချင်းစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှာဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရတယ်အဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးမသားမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ဝမ်းသာတယ်လေအဲ့ဒီနှလုံးကြည်တာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပိဋိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ဆိုတယ်ကိုယ်ရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုတွေရစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တည်ငြိမ်းလာတယ်တည်ငြိမ်မှုရစိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတဉာဏတမနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရတယ်သိတာမြင်တာဖြစ်လာဟောဒါသီလကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာအေးသီလဆောင်တာနောက်ဘဝကျမှရမယ်လို့မတွေးနဲ့နော်နောက်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာအခုရတဲ့တန်ဖိုးကိုသိရများတော့ဖြင့်ပြောလို့ရှိရင်သီလလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည်ရောက်တယ်နတ်ပြည်လည်းဘယ်နေမှမသိတာကိုသိလို့လားသိပါမသိတာနော်အဲ့တော့အဲ့ဒါမတွေးနဲ့မြတ်စွာဘုရားဟောလို့လက်ခံထားတာနတ်ပြည်ရှိတယ်ဆိုတော့ကိုမသိဘူးသို့တော့ဘုရားဟောတာဒီကုသိုလ်ကောင်းမှုလုပ်ရင်နတ်ပြည်အောင်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းပဲဟောသီလရှိလို့ရှင်ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုရုပ်သေးတယ်လေးစားတာကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်အဲ့တော့ဘုရားဘာသာဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမှန်တမ်းကျေနပ်စရာကောင်းတဲ့အနေအထားမျိုးရတယ်တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏ္ဏိယတနာအတ္တတဏ္ဏိယတနာဆိုမိမိကိုယ်ကိုဘုရားတရားတန်ခါတို့အနှင်းခြင်းအတ္တနာဗုဒ္ဓတနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဘုရားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏ္ဏိယတနာ
ကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတန်နိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရဆိုတာဖះမတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဓမ္မပရာယနောတရားသာလည်းအာကိုရရှိတယ်တခြားကိုအာမကိုသံဃပရာယနောသံဃာသာလည်းအာကိုရရှိတယ်တခြားကိုအာမကိုလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ္ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပခမနတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပခမနဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တော့ဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြည့်အဖြစ်ခံယူလိုက်တာဒါတိတ်တဘာဝကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်ကြည့်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြော်ကြားတဲ့ပိပ္ပလိပုံနာတထေကြီးကတိတ်တဘာဝကမ္မနာတရဏဂုံကိုစောင့်ကြည့်ခဲ့တာသူကအဟံဗုဒ္ဓကအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံနောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကျတော့ပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာဘယ်သူမှဘယ်ဖျားကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မသံဃာကိုသာလည်းလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းလုပ်ပဲလို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာအယုသိပေးတာဒါပฏิပါဒလို့ခေါ်တယ်အဲ့ဒီလိုပฏิပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလက်လက်ပါလိုချင်လို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုတ်ချမှာမှုကြောက်လို့ကိုးကွယ်တာလားအကယ်၍အဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပြီးပဲလို့ယူတိုင်းမတည်ဘူးလို့ဆိုတာတက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးကွယ်မှတရဏဂုံတည်တယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုယ်အမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးကွယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးကွယ်ရင်လည်းပဲတရဏဂုံအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယ်ရကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်ပဏိပါဒဆိုတဲ့ဒီကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လောက်မှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဆိုထားတခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်ဝါကိုကြာဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုဘယ်လိုကိုယ်ဝယ်ရမယ်ဆိုတော့မသိဘူးနော်တန်တရာဖះဆိုတာဟုတ်မဟုတ်ကလားဆိုရင်မယုတ်တယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံမှာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့တတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်
မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ